လူတွေဘာလို့ယောဂဖြစ်ကြရတာလဲယောဂဗေဒပညာမှာယောဂဖြစ်ရခြင်းအကြောင်းရှင်းစမြင်တွေကိုအကျဉ်းအဖြစ်ခုလိုမျိုးခွဲခြားထားရရှိပါတယ်နံပါတ်1ကထိခိုက်ဒဏ်ရာ trauma of injury ဥပမာအဖြစ်ချော်လဲ၍လက်ကျိုးသွားတယ်တိုင်းမြ၍လက်ဖူးကွဲသွားတယ်ရန်ဖြစ်ပြီးတော့ဓာတ်နဲ့အထိုးခံရလို့ဥပေါက်သွားတယ်မြင်းကလိမ့်ကြပြီးခြေကျိုးသွားတယ်မီးလောင်ခံရလို့ဒဏ်ရာရတယ်အဲ့ဒါတွေကထိခိုက်ဒဏ်ရာကြောင့်ယောဂဖြစ်ရခြင်းတွေဖြစ်ပါတယ်နံပါတ်2ပိုးမွားများကြောင့်ယောဂရခြင်း infection ပေါ့နော် virus ပိုး bacteria ပိုး fungus ပိုး protozoa ကပ်ပါပိုးစတာတွေကြောင့်လည်းယောဂရနိုင်ပါတယ်နံပါတ်3အာဟာရချို့ယွင်းချက် nutritional disorders စားသုံးတဲ့အစားအစာမှာအခြေခံအာဟာရ6မျိုးပါရှိပါတယ်။ carbohydrate အဆီအသားဓာတ်သတ္တုဓာတ်ဗီတာမင်နဲ့ရေတို့ဖြစ်ပါတယ်။အာဟာရချို့တဲ့ခြင်းအာဟာရလွန်ကဲခြင်းနဲ့အာဟာရမမျှတခြင်းတွေကြောင့်ယောဂမျိုးမျိုးဖြစ်နိုင်ပါတယ်။နံပါတ်4ငွေရပါချို့ယွင်းချက် congenitalဝိရပါယောဂများဟာဗီဇချိုရင်းချက်ကြောင့်ဖြစ်နိုင်တဲ့ကဲ့သို့ဗီဇနဲ့မပတ်သက်သောအခြားအကြောင်းမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်စဉ်မိခင်၌ယောဂဖြစ်ခြင်းကြောင့်သားသမီး၌ဝိရပါယောဂပါလာခြင်းဟာဗီဇနဲ့မပတ်သက်ပါဘူး။နံပါတ်5ကိုယ်ခံစွမ်းအားစနစ်၏လွဲမှားမှု immune disorder ကိုယ်ခံစွမ်းအားစနစ် immune system ဟာခြေခံသဘောအဖြစ်ပြင်ပမှဝင်ရောက်လာသောယောဂတွေကိုတိုက်ဖျက်ရန်ဖြစ်ပါတယ်။ကိုယ်ခံစွမ်းအားစနစ်ကမှားယွင်းမှုကြောင့် autoimmune disease ဆိုတဲ့ယောဂတွေဖြစ်လာနိုင်ပါတယ်။နံပါတ်6ဇီဝဓာတ်ပြုခြင်းဤချို့ယွင်းချက် metabolic disorder ဇီဝပြုပြင်ခြင်းဆိုင်ရာချို့ယွင်းမှုများကြောင့်ဖြစ်သောယောဂများကို metabolic disorder လို့ခေါ်ပါတယ်။နံပါတ်9ဟော်မုန်းများဇီဝဓာတ်ကူပစ္စည်းများနှင့်ဆိုင်သောယောဂများ hormonal and enzymatic disorderဟော်မုန်းချို့တဲ့ခြင်းဒါမှမဟုတ်လွန်ကဲခြင်းဟာယောဂဖြစ်စေနိုင်ပါတယ်။အင်ဇိုင်းလို့ခေါ်တဲ့ဇီဝဓာတ်ကူပစ္စည်းများရဲ့လုပ်ငန်းကြံ့ရင်းမှုကြောင့်လည်းယောဂရစေနိုင်ပါတယ်။နံပါတ်10အဖုအကျိတ်များ neoplasms အဖုအကျိတ်များကင်ဆာများဟာဘာလို့ဖြစ်ပေါ်ရတယ်ဆိုတာကိုယခုချိန်ထိအတိအကျပြောနိုင်ကြသေးပါဘူး။နံပါတ်9စိတ်နဲ့ပတ်သက်သောယောဂများ mental diseaseစိတ်ပိုင်းဆိုင်ရာအထောက်ပြန်ချို့ယွင်းမှုနဲ့ပတ်သက်လာသောစိတ်ယောဂဝေဒနာမျိုးမျိုးရှိပါတယ်။စိတ်ဝေဒနာများဟာခန္ဓာကိုယ်၌လည်းယောဂကိုဖြစ်စေနိုင်ပါတယ်။အခုလိုမျိုးယောဂဖြစ်ရခြင်းအကြောင်းရင်းစနစ်တွေကိုအကျဉ်းအဖြစ်ဖွဲ့ခြားထားတာမျိုးတွေရှိပါတယ်။ဘုဒ္ဓရတယ်ဆိုရင် like and share လေးအသေးလေးပြီးတော့အပေးလို့ရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။